ကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးသွားမှာကတော့1564 1616ခုနှစ်ကမ္ဘာစာပေလောကကိုလှုပ်ခတ်နိုးနိုင်ခဲ့တဲ့ကမ္ဘာကျော်စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားကျောင်းပဲဖြစ်ပါတယ်ခင်ဗျ။သူကနာမည်ကျော်ပြဇာတ်ရေးဆရာစာရေးဆရာနဲ့ကဗျာလင်္ကာဆရာတစ်ယောက်ဖြစ်ပါတယ်။ဒီရှိတ်စပီးယားဆိုတဲ့နာမည်ဟာကလောင်နာမည်တစ်ခုဖြစ်တဲ့အတွက်ရှိတ်စပီးယားကိုဘယ်သူမှမသိကြပါဘူး။သို့ပေမဲ့ဘယ်သူဘယ်ဝါဖြစ်တဲ့ဆိုပြီးအငင်းပွားလာခဲ့တာဟာ20ရာစုအလယ်ထိဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနည်းဆုံးမှန်းဆရရသူကတော့ဒီ18မြောက်ပေါ့နော်အောက်စဖို့မျိုးစားအက်ဒဝတ်ဒီဘီရာဖြစ်တယ်လို့ဆိုရပါတယ်အက်ဒဝတ်ဒီမင်းကြီးမင်းသားတို့ထုံးစံအတိုင်းဒီမြင်းစီအမဲလိုက်စီရေးစားတဲ့ပညာရေးများကိုတင်ကြောက်တတ်မြောက်တဲ့ကဲတော့သူကဂီတအကစားပဲဖက်တို့မှာလည်းအထူးဝါသနာကြီးသူတရားဖြစ်ပါတယ်လက်တင်နဲ့ပြင်သစ်စာပေများကိုဆရာခိုဝေးအိမ်မှာသင်ကြားခဲ့ပါတယ်Cambridge တက္ကသိုလ်မှာဝိဇ္ဇာဘွဲ Oxford တက္ကသိုလ်မှာဒီမဟာဝိဇ္ဇာဘွဲများရပြီးနောက်ဒီ London ရှိဒီ Grey Inn မှာဥပဒေပညာကိုတစ်နှစ်ကြာဆေးပူခဲ့ပါတယ်။သူ့သက်12နှစ်မှာဖခင်ကိုယ်လွန်ခဲ့တဲ့ပြင်သူမိခင်ကနောက်အိမ်တော်ပြုခဲ့ပါတယ်။သို့တော့မိခင်ပထွေးတို့နဲ့အတူကြာမနေနိုင်တဲ့ပြင်သူကနန်းတွင်သို့မင်းမုန်းထအနေဖြင့်အခါစားဝင်နေခဲ့ပါတယ်။နန်းတွင်မှာအကြီးတို့တူပေးပြီးနေထိုင်စေခဲ့ပါတယ်။ထိုကြီးတို့သည်နောင်ခါတွင်ဒီဘန်ဒါရဲဝန်ကြီးဝီလီယံစီဖြစ်လာခဲ့ပါတယ်။ဘီယမဒီအဲလစ်ဘတ်ဤအကြံပေးကောင်စီဝင်အဖြစ်နှင်းများစွာတာဝန်ထမ်းဆောင်ခဲ့မှုသူလေးဖြစ်ပါတယ်။မျိုးရိုးကုန်ကြောင့်ဒီအက်ဒဝတ်ကိုစီမိသားစုဝင်အဖြစ်နေထိုင်စေခဲ့ပါတယ်။စီမှာကျွန်တူကိုတက်ဖြတ်ဘူးဆိုလဲပေါ့နော်။စီဩဇာကြောင့်ပြည့်တယ်မကြပဲလွှတ်ခဲ့တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဒါကတိကျသေချာမှုမရှိတဲ့အတွက်မသေးချပါဘူးခင်ဗျာ။နေ့ငယ်အတွင်းမှာဒီနန်းတွဲအမုန်းထင်ဖြစ်ဘီယင်မအဲလစ်ဘတ်ထံမှာခါသားဝင်ခဲ့ပါတယ်။ထိုအချိန်မှစကဒီထိပ်သီးပုဂ္ဂိုလ်များနဲ့ဆက်ဆံရင်းနှီးလာခဲ့ပြီးဘီယင်မရဲ့ဒီအရေးပေးခြင်းကိုလည်းခံခဲ့ရပါတယ်။သူ့အသက်22နှစ်မှာဂျီတိုရဲ့သမီး MCC နဲ့အိမ်ထောင်ပြုခဲ့ပါတယ်။အသက်24နှစ်မှာတော့ဒီပြင်သစ်ဂျာမနီအီတလီစရှိတဲ့ဥရောပတခွင်ကိုလှည့်လည်ခီးထွက်ခဲ့ပါတယ်။အဲ့ဒီနောက်ပြင်သစ်မှအင်္ဂလန်တို့အပြန်မှာဒီရေလက်ကြားမှာဒီပင်လယ်ဓမြတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့လေဘီယမနဲ့ရင်းနှီးသူဆွေကြီးမျိုးကြီးဖြစ်တဲ့အတွက်ကြောင့်လွတ်မြောက်လာခဲ့ပါတယ်ခင်ဗျာအင်္ဂလန်ကိုပြန်ရောက်တဲ့အခါမှာဇနင်းသူရဲ့ဇနင်းကပေါ့နော်ကလေးတစ်ယောက်နဲ့စောင့်နေတာကိုသိရတဲ့အခါမှာဒီကလေးရဲ့ဖခင်အရေးမှမိမဟုတ်ကြောင်းကိုပြိုပြီးသူကသူ့ဇနင်းကဖောက်ပြန်ပြီးမွေးထားတဲ့ကလေးဖြစ်ကြောင်းဆိုပြီးကွာရှင်းလိုက်ပါတယ်အဲ့ဒီနောက်9နှစ်ကြာပြီးမှသာဒီအဲ့ဒီ association များကိုပြန်ရောက်သေးပြီးသူ့ဇနင်းနဲ့ပြန်ပေါင်းခဲ့ပါတယ်အိမ်ထောင်ဝဲဖြစ်နေထိုင်နေစဉ်အတွင်းနန်းတွဲပြိုလို့တူဦးနဲ့ညီဆွမ်းပြီးကိုဝန်ရာကြောင်းဘီယမကသိတဲ့ဖြင့်ဘီယမရဲ့ရာဇမန်ရှာက2လနိုင်ပါထောင်ချထားခဲ့ပါတယ်။ထိုနန်းတွဲသူမိမပြောဖမ်းမှာမခံမရနိုင်သူများတိုက်ခိုက်ခြင်းကိုခံရပြီးနောက်နှစ်ဖက်အတိုင်းဝိုင်းပေါ်တော့အပြန်အလှန်တိုက်ခိုက်ကြသောကြောင့်ဒီဘီယမကသတိပေးတားမြစ်ခဲ့ရပါတယ်။သူကနေအန်းနဲ့ပြန်လေပေါင်းသိမ်းပြီးနောက်ကလေး9ယောက်ထပ်မံထွန်းကားခဲ့ပါတယ်။စိတ်မကောင်းစွာနဲ့ပဲအသက်32နှစ်အရွယ်မှာရုတ်တရက်ကွယ်လွန်သွားသဖြင့်နောက်အိမ်ထောင်ပြုခဲ့ပါတယ်။စီဝါရေးဘက်မှာတော့အက်ဒဝတ်သည်အသုံးပြုကြီးသူဖြစ်သဖြင့်များစွာကြေဝါရှင်မရှိခဲ့ပါဘူး။သို့သောနောက်ပိုင်းမှာဘီယမအဲလစ်ဘတ်ကထူးခြားပင်ရာသက်ပံလာစာဟုဆိုက1586ခုနှစ်မှာစပြီးတစ်နှစ်ကိုပေါင်1000ခုခင်းနဲ့ဆိုရင်ပေါင်3သိန်းနဲ့ညီမျှပါတယ်။1603ခုနှစ်ဘီယမပြီးနောက်ဒီနန်းတက်တဲ့ဂျင်းစ်ဘီယင်ကလည်းဆက်လက်ပေးခဲ့ပါတယ်။ထူးခြားမှုမှာထိုကဲ့သို့များပြားလာတဲ့ဒီလာစာအတွက်မြည်သည့်တာဝန်များမပေးအပ်ထားခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ပဲအက်ဒဝတ်မှာရှိတ်စပီးယားဖြစ်တယ်လို့ဆိုရခြင်းဖြစ်ပါတယ်ခင်ဗျာ။ရေမာကြီးအားဒီစာပေပြဇာတ်များရေးသားရဲ့စစ်ကျင်တဲ့ဖွယ်ရှိကြောင်းစိတ်ဆင်ရဖွယ်ရှိအောင်ဖို့နော်စွမ်းဆောင်နိုင်သည့်အတွက်ဒီအဲ့ဒီများပြားလာတဲ့ပတ်စံပမာဏကိုပေးတယ်လို့နောက်လူတွေကယူဆကြပါတယ်ခင်ဗျာ။အဲ့ဒီအပြင်ဒီမြတ်တို့ဒီစာရေးဆရာတယောက်ဒီငါထံမှာခါစားနေတယ်ဆိုပြီးဂုဏ်ယူလို့တဲ့စိတ်ကြောင်းလည်းဖြစ်နိုင်တယ်လို့ဆိုရပါတယ်။ထိုချိန်မှစပြီးဒီစစ်ရှင်တဲ့အတွင်းမှာပေါ့နော်အက်ဒဝတ်နာမည်ဖြင့်ဒီစာမြေတို့ပဲနောင်ခါသူကွယ်လွန်ပြီးမှညီသူမှမသိတဲ့ဒီရှိတ်စပီးယားအမည်ဖြင့်စာပေများကဗျာလင်္ကာများထွက်ပေါ်လာခဲ့ပါတယ်။တိုက်ရှိထင်ရှားရှိတ်စပီးယားအမည်ဖြင့်မြင်သိစာပေများမထွက်ခဲ့ပါဘူး။အကြောင်းမှာထိုခေတ်မင်းကြီးမင်းသားတို့အနေဖြင့်မျိုးရိုးကုံကိုစောင့်ထင်းရမယ့်တာဝန်ရှိသောကြောင့်ဒီဇက်သပင်ဒီဘွားဖြင့်နေထိုင်ရန်မသိသောကြောင့်ဖြစ်ပါတယ်။ရှိတ်စပီးယားအဖြစ်နဲ့လူမသိတဲ့အက်ဒဝတ်ဟာဒီပလက်ယောဂဆိုကြီးကြောင့်ပေါ့နော်1604ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်ဒီကွယ်လွန်တဲ့ခုနှစ်ကတော့နှစ်ခုတွေ့ရပါတယ်နောက်တစ်ခုကဒီဧပြီလ23ရက်ပေါ့နော်1616သူ့အသက်52နှစ်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်
သူကွယ်လွန်ပြီးနောက်စထရပ်ဖို့ရွာနေဟန်နီရှိအင်ဂျီအနာမှာမြှောက်နှံခဲ့ပါတယ်။သို့ဆိုရင်အဒဝတ်အနေဖြင့်ဒီရှိတ်စပီးယားဖြစ်ကြောင်းကိုအဘေကြောင့်ဖုံးကွယ်ပြီးနေခဲ့တဲ့ဟိုစဉ်းစားရန်အကြောင်းများရှိနေပြီဖြစ်ပါတယ်ခင်ဗျာ။သမိုင်းပညာရှင်များပြဆိုတဲ့အကြောင်းပြချက်များမှာတော့နံပါတ်1ထက်မှပြောခဲ့တဲ့အတိုင်းပဲဖြစ်ပါတယ်ဂုံတိတ်ခါအရာမင်းကြီးမင်းသားမျိုးသားတဦးအနေဖြင့်ငွေကြေးအတွက်ပြသတဲ့ဒီဇက်သမင်လောကအတွင်းနေထိုင်ရန်မသိသောကြောင့်ဖြစ်ပါတယ်နှစ်ချက်ကတော့ဒီနန်းတွင်ကိစ္စများအကောက်ကြံပုံများပေါ့နော်ဖွင့်ရှားထားသဖြင့်လူမသိရန်နေထိုင်ရပါတယ်ခင်ဗျထိုခေတ်ကဂုံတရီရှိလူကြီးမင်းတဦးအနေဖြင့်မိမိအကြောင်းကိုမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအများသိအောင်ဖွင့်ရှားခံလို့မရပါဘူးခင်ဗျမကျင်တတ်ဘူးဆိုရင်ဓာရှင်းရှင်ခောက်ရန်စိန်ခေါ်နိုင်ပါတယ်ခင်ဗျဒါကတော့မလုပ်သင့်ပါဘူးကြောက်စရာကောင်းပါတယ်တရားရုံးမှာတရားစွဲလျင်လေတရားရင်ဆိုင်ရပါတယ်ခင်ဗျသုံးချက်ကတော့ဝီလီယံရှိတ်စပီးယားသည်စိုးနဲ့တည်ရှင်းများတွင်မိမတဦးအားဒီရင်ညွှန်းထားသည်မှာသူတိတာလွမ်းတဲ့အတွက်ကြောင့်မြင်သူရဲမှမသိဘူးဆိုရင်အင်္ဂါဇနိနဲ့ပြဿနာမရှိတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်နံပါတ်၄ချက်ကတော့အဲ့ဒီပြင်ထိုတည်ရှင်းထင်းမှာပင်ယောက်ျားတဦးအားရင်ညွှန်းထားသည်များကိုတွေ့ရပြန်ပါတယ်ခင်ဗျထိုခေတ်အမြင်အပြင်ဒီယောက်ျားရှင်းရှင်းဖွင့်နေသည်မှာအများလည်းမခံနိုင်သောကိစ္စဖြစ်နေသောကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီအထက်ပါအကြောင်းအရာတွေဟာဖြစ်နိုင်ခြေအတန်အသင့်ရှိတဲ့အတွက်ကြောင့်ဒီအက်ဒဝတ်ဒီဗေရာကိုဝီလီယံရှိတ်စပီးယားဖြစ်အသိအမှတ်ပြုကြခြင်းဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကျွန်တော်ရဲ့ဒီဗီဒီယိုမှာကျွန်တော်တင်ပြတဲ့အကြောင်းအရာတွေမှာဒီတကယ်လို့ဒီအမှားတွေလိုအပ်ချက်တွေပါခဲ့သူရှိဆိုလေနားလေသိခံပေးစီချင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ကြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ Stay enjoy